ကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနှက်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်တော်ပြီတိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်တည်တဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးကိုတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတာပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေကလည်းရှိနေကြသေးတော့ပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဘဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးကအကန်နေဖြစ်ကုန်ကြတာဗောဗျာအဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ပြန်ဟာခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေဂျောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာဟေးကွာဒီဘာဖြစ်ဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေ